မတန်ဆွမ်းသူမတန်ဆွမ်းမှုနဲ့အတားအဆီးများမတန်ဆွမ်းမှုဆိုတာဟာလူတစ်ယောက်ရဲ့ချိုးယွင်းအားနည်းမှုအခြေအနေတစ်ခုတည်းကြောင့်ဖြစ်လာတာမဟုတ်ပါဘူးပတ်ဝန်းကျင်မှာရှိတဲ့အတားအဆီးတွေလူတွေရဲ့စိတ်သဘောထားအမြင်တွေမူဝါဒပိုင်းဆိုင်ရာကန့်သတ်ချက်တွေကြောင့်လူတစ်ယောက်ဟာလူအဖွဲ့အစည်းထဲမှာအပြည့်အဝပါဝင်လှုပ်ရှားနိုင်မှုမရှိတဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်2015ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့မတန်ဆွမ်းသူများ၏အခွင့်အရေးဥပဒေမှာတော့မတန်ဆွမ်းသူဆိုတာမွေးရပါဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုယ်ကာယအမြင်အပြောအကြားအသိဉာဏ်စိတ်ပိုင်းဉာဏ်ရည်ဉာဏ်သွေးပိုင်းအာယုံခံစားမှုပိုင်းဆိုင်ရာတစ်ခုဒါမှမဟုတ်တစ်ခုထက်ပိုတဲ့ချိုးယွင်းအားနည်းချက်တွေကိုရေရှည်ခံစားနေရသူကိုဆိုလိုတယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်မတန်ဆွမ်းမှုကိုနားလည်ဖို့ဆိုရင်ချိုးယွင်းအားနည်းချက်တွေကိုတင်မကပဲရင်ဆိုင်ကြုံတွေ့နေရတဲ့အတားအဆီးတွေကိုပါနားလည်ထားဖို့လိုပါတယ်အဓိကအတားအဆီး၄မျိုးရှိပါတယ်ရုပ်ပိုင်းဆိုင်ရာအတားအဆီးရုပ်ပိုင်းဆိုင်ရာအတားအဆီးဆိုတာဟာအစာအုပ်တွေလမ်းတွေလေကားတွေတည်ယူပို့ဆောင်ရေးစနစ်တွေလိုပတ်ဝန်းကျင်မှာရှိနေတဲ့အတားအဆီးတွေဖြစ်ပါတယ်ဥပမာအဖြစ် WeChat အသုံးပြုသူအဆင်ပြေစေမဲ့ရှော့ဆောက်လမ်းမရှိတာအမြင်အာရုံမတန်ဆွမ်းသူတွေအတွက် brace ရှောက်လမ်းမရှိတာမျိုးဖြစ်ပါတယ်အများပြည်သူသုံးနေရာတွေတည်ယူပို့ဆောင်ရေးစနစ်တွေကိုလက်လှမ်းမီအသုံးပြုနိုင်မှုမရှိတာတွေဟာမတန်ဆွမ်းသူတွေရဲ့နေ့စဉ်လူမှုဘဝပါဝင်လှုပ်ရှားနိုင်မှုကိုကန့်သတ်ဖြစ်စေပါတယ်စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာအတားအဆီးဒီအတားအဆီးကတော့လူတွေရဲ့ထင်မြင်ချက်အပြုအမူအပြောဆိုတွေကနေဖြစ်လာတာပါဥပမာအားဖြင့်မတန်ဆွမ်းသူတွေကိုတနာစရာလို့မြင်တာမလုံနိုင်မစွမ်းဆောင်နိုင်သူတွေလို့ကြိုတင်မှတ်ယူထားတာနှိမ်ချတဲ့စကားလုံးတွေနဲ့ခေါ်ဝေါ်တာမျိုးတွေဖြစ်ပါတယ်ဂုဏ်သိက္ခာကိုထိခိုက်စေပြီးနှိမ်ချမှုခွဲခြားဆက်ဆံမှုအစတာတွေကမတန်ဆွမ်းသူတွေကိုလူမှုအတိုက်အဝင်ထဲမှာပါဝင်မှုကိုအဟန့်အတားဖြစ်စေပါတယ်အဖွဲ့အစည်းနဲ့မူဝါဒဆိုင်ရာအတားအဆီးမတန်ဆွမ်းသူတွေရဲ့လိုအပ်ချက်ကိုထည့်သွင်းစဉ်းစားမထားတဲ့ဥပဒေတွေမူဝါဒတွေလုံထုံးလုံနည်းတွေနဲ့လက်တွေ့ကျင့်သုံးဆောင်ရွက်မှုတွေပါဝင်ပါတယ်ဥပမာအားဖြင့်ပညာရေးအလုပ်ကိုင်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာမျိုးတွေမှာမတန်ဆွမ်းသူတွေအတွက်တင့်တော်တဲ့အစီအမံအထောက်ပံ့တွေကိုဆောင်ရွက်ပေးထားမှုမရှိတာတွေဖြစ်ပါတယ်အဲဒီလိုမျိုးမဆောင်ရွက်ပေးထားတာတွေဟာမတန်ဆွမ်းသူတွေကိုအများနဲ့တန်းတူပါဝင်ဆောင်ရွက်ခွင့်ကိုအကန့်အသတ်ဖြစ်စေပြီးချန်လှပ်ထားသလိုဖြစ်စေပါတယ်သတင်းချက်လက်နဲ့ဆက်သွယ်ရေးဆိုင်ရာအတားအဆီးသတင်းချက်လက်တွေကိုလူတိုင်းနားလည်နိုင်တဲ့ပုံစံမျိုးနဲ့ပေါ်ပြဖြန့်ဝေမှုမရှိတဲ့အခါမှာဖြစ်လာတဲ့အတားအဆီးမျိုးဖြစ်ပါတယ်ဥပမာအားဖြင့်အကြားအယုံမတန်ဆွမ်းသူတွေအတွက်လက်သင်္ကေတပြဘာသာစကားနဲ့ပေါ်ပြပေးတာမျိုးမရှိတာအမြင်အာရုံမတန်ဆွမ်းသူတွေအတွက်အတန်ထွက်စနစ်မရှိတာနားလည်ရလွယ်တဲ့ရုပ်ပုံသင်္ကေတဘာသာစကားတွေနဲ့ပေါ်ပြပေးတာမျိုးမရှိတာတွေဖြစ်ပါတယ်ဒါတွေဟာမတန်ဆွမ်းသူတွေအနေနဲ့သတင်းချက်လက်တွေကိုတာတူညီမျှလက်လန်းမိနိုင်မှုကိုအကန့်အသတ်ဖြစ်စေပါတယ်မတန်ဆွမ်းမှုဆိုတာဟာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ချိုးယွင်းအားနည်းမှုတတ်မဟုတ်ပဲလူအဖွဲ့အစည်းနဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အတားအဆီးတွေကြောင့်ဖြစ်လာတဲ့အခြေအနေတွေသာဖြစ်ပါတယ်